Terra Tam ကို installation လုပ်ဖို့ပထမဆုံး Google Chrome ဖွင့်ပါ Google Search မှာ Terra Tam download ဆိုပြီးရိုက်ပါပြီးရင် Terra Tam URL link ကိုနှိပ်ပါကျွန်တော်ကအခုနောက်ဆုံးထွက်ထားတဲ့ version ကိုပဲ download ဆွဲချင်တာမို့လို့လက်ရှိပေးထားတဲ့ version ကိုနှိပ်ပါမယ်ကျွန်တော်ရဲ့ set က Windows 11 64bit ဖြစ်တဲ့အတွက်ကြောင့်မို့လို့ 864.exe file ကိုနှိပ်ပြီး download ဆွဲပါမယ်download လုပ်တာပြီးသွားရင် download လုပ်ထားသော file ကိုဖွင့်ပါdownload လုပ်ခဲ့သော Terra Tam file ကို run as administrator နဲ့ဖွင့်ပါ install လုပ်ဖို့အတွက် OK ကိုနှိပ်ပါပြီးရင်တော့ next နှိပ်သွားရုံပါပဲအခုဆိုရင်တော့ Terra Tam ကို installation လုပ်တာပြီးသွားပါပြီဒီဗီဒီယိုကိုကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်